မနေ့ကကျွန်တော်တို့ကြားရတာကင်မရာမှာပေါ့နော်တာနမတ်ကြီးအခုဆိုကျွန်တော်တို့တာနမတ်ကြီးလို့မခေါ်တော့ဘူးမင်းအောင်ဟာရဲ့ဘောမှာပေါ့ကွာတန်းအောင်ငွေနော်တန်းအောင်ငွေသူဒီစီဒီမှာဝင်ဖို့ကျွန်တော်ကြားရတဲ့လို့တော့4 ခါလောက်ထင်တယ်ကျွန်တော်တို့ဟိုဟာတပိတ်သွားမဟုတ်ပြီးတော့ခဏတိတ်တူနေလို့ကျွန်တော်တို့ကြားရတယ်မနေ့ကလည်း तू ကထွက်မလာဘူးမနေ့က तू တို့အဲ့ဒီကင်မရာမှာတပိတ်မှောက်ခြင်းဟာနောက်ဆုံးသူ့အတွက်ဖြစ်တယ်ဆိုတော့ तू ကဘာမှတုံ့ပြန်မှုမရှိလို့ရှိရင်ဘယ်လိုမျိုးလောက်ဆောင်နိုင်မလဲသူ့အတွက်အဲ့ဒါလေးကျွန်တော်နည်းနည်းလေးမေးချင်လို့ပါကျေးဇူးပါအဲ့တော့ကျွန်တော်အဲ့ဒီအဖြစ်ကိုမဖြစ်ခင်မှာနောက်ခံလေးနည်းနည်းလေးတော့ပြောပြပေးပါဟုတ်ပြီကျွန်တော်တို့ပထမဆုံးမြန်မာပြည်မှာဆရာနာရှင်စနစ်ကနေပြီးတော့အာဏာစတင်ပြီးတော့တင်တဲ့အခါမှာတန်ရုံးကိုကျွန်တော်တို့နီးစပ်ရတဲ့ဖုံးဆက်ထားပါပဲဖုံးဆက်ပြီးတော့ဦးတောင်ကြီးရဲ့သဘောထားကိုမေးပါသူရှိရဘာမှပြန်လာတာမရှိပါဘူးဒါကြောင့်မြန်မာတန်ရုံးကိုစာပို့ပါတယ်သူရဲ့သဘောထားကိုမေးပါတယ်ဘာမှပြန်မလာပါဘူးတတိယအချိန်မြန်မာ community တွေအနေနဲ့စာရေးတယ်ပြီးလို့ရှိရင်လက်မှတ်တွေကောက်ပြီးတော့သူရှိပို့ပါတယ်အဲ့ဒီအချိန်မှာဦးတောင်ရင်ကဘာလုပ်လာလဲဆိုလို့ရှိရင်သူတို့တန်ရုံးကဗီဇာကိစ္စတွေအတွက်ကိုဆက်ပြီးတော့လုပ်ဆက်လုပ်နေတယ်2008ခုနှစ်အခြေခံဥပဒေအရဆက်ပြီးတော့တွားနေပါတယ်လို့သူကပြောလာအဲ့ဒီစာကိုဒီမှာပြောရနေပုံပဲနဲ့မြန်မာပြည်ထဲကိုလည်းပို့ပါအဲ့တော့2008ခုနှစ်အခြေခံဥပဒေရေး2008ခုနှစ်အခြေခံဥပဒေအရဆက်လက်ပြီးလုပ်နေတယ်ဆိုတာကကျွန်တော်တို့ဒီမိုစီရေးဘက်ကတော့2008ခုနှစ်အခြေခံဥပဒေအရ2020မှာရွေးကောက်တင်မြှောက်ခံထားတဲ့ပြည်သူ့အစိုးရဖြစ်တယ်2008ခုနှစ်အခြေခံဥပဒေအရလည်းစစ်တပ်ကအာဏာသိမ်းရတယ်ပြောအဲ့တော့ကျွန်တော်တို့သူ့နောက်တစ်ခေါက်ကိုရေးနေတယ်ဆိုပြီးတော့နောက်ထပ် petition ရေးပါတယ်အဲ့ဒါဥတာမြောင်အောင်ညွှန်များကျွန်တော်တို့ခြံစည်းရိုးပေါ်မှာတော့မှောက်ပြီးမထိုင်နေပါနဲ့2008ဆိုတာကဒီမိုစီဘက်ကပြည်သူဘက်ကလားစစ်ကွဲတဲ့ဘက်ကလားကျွန်တော်တို့ကတော့တိတိကျကျပြောပါပြန်မလာပါဘူးပါပါကျွန်တော်တို့အချိန်မှာလက်မှတ်ဝိုင်းထိုးတာနယူးဇီလန်ကောအော်စတြေးလျကောလက်မှတ်တွေကိုတောက်ပြီးတော့ကျွန်တော်တို့ပို့ပေးခဲ့ပါတယ်ဘာမှပြန်မလာခဲ့ပါအဲ့တော့စတုတ်တာအနေနဲ့ကျွန်တော်တို့မလုပ်လဲဆိုလို့ရှိရင်အော်စတြေးလျအစိုးရကိုကျွန်တော်တို့ပြီးခဲ့တဲ့တစ်လလောက်တော့တွေ့ပါတယ်ပြီးတော့ပါလီမန်တေးရီယာတွေတွားတွေ့ပြီးတော့တန်ရုံးကိုဆက်ဆံနေတဲ့ CRPH ကပြုတ်တဲ့ကိုယ်စားလှယ်ကိုပဲဆက်ဆံဖို့ကျွန်တော်တို့တွားရောက်ပြီးတော့မြစ်တာရက်ခံခဲ့ပါအဲ့တော့မနေ့ကလည်းကျွန်တော်တို့တွားပြီးတော့တန်ရုံးရှိမှာဆန္ဒပြအဲ့ဒါကတော့ဘာလဲဆိုတော့သူကပြောထားတဲ့စကားတစ်ခုရှိပါပြောထားတာအများကြီးပေါ့အဲ့ဒီမှာရေးကြည့်တာတစ်ခုပေါ့တစ်ခုကတော့ဒေါ်အောင်ဆန်းစုကြည်ခန့်ထားတဲ့တန်မတ်ဖြစ်တယ်ပေါ့နော်ဒုတိယတစ်ခုကတော့ဒေါ်အောင်ဆန်းစုကြည်ရဲ့ပြည်သူလူထုကိုသူအများနဲ့တစ္ဆာခံပါတယ်လို့ပြောတယ်အဲ့တော့ကျွန်တော်တို့ကနောက်ဆုံးအချိန်နဲ့သူ့ကိုချက်ဆက်ပေးခြင်းနဲ့အဲ့တော့စာကိုစာတန်ရုံးရှိသွားမယ်တန်မကြီးအနေနဲ့ထွက်လာပြီးတော့နောက်ဆုံးချိန်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဒီရင်းမှာက CDN ကိုအရင်တော့ကတော့ပိတ်လိုက်တယ်။ CDN ကိုကျွန်တော်တို့နောက်ဆုံးချိန်ဒီလပြင်ဝင်မှာနောက်လာပြီးလက်မခံဘူးဆိုပြီးတော့ဒါပေမဲ့ဒီရင်းမှာလူကလည်းတန်းကားနဲ့ကျွန်တော်ရှိတယ်လူသမားတွေကလည်းအများကြီးရှိတဲ့အခါကျတော့ chance ပေးထားတယ်ပေါ့နော်ထပ်လာဖို့အဲ့တော့နောက်ဆုံးချိန်မှာသူလာမှာကျွန်တော်တို့စိုးရင်ဒါကြောင့်မနေ့ကနောက်ဆုံးချိန်တော့ဥတာအောင်ညို့ပြည်သူဘက်ကရပ်တည်ခြင်းလာပါပြည်သူဘက်ကမလိုက်ဘဲနဲ့စိတ်ခွေးတွေဘက်ကတောင်းနေမယ်ဆိုတော့မလာပါနဲ့အဲ့တော့မနေ့ကသူမလာပါဘူးခင်ဗျအဲ့တော့မလာတဲ့အတွက်ကြောင့်စိတ်ခွေးတွေဘက်ကရက်တယ်ဆိုတာကတော့တိတိလေးလေးဖြစ်သွားပါပြီအဲ့တော့ဒီလိုမေးထားတဲ့မျိုးကဦးတာအောင်ညင်းပြည်သူဘက်ကကျွန်တော်တို့နဲ့တူတူမရက်တဲ့အတွက်ကြောင့်ဘာလို့မလဲပေါ့အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီနေ့ကစပြီးတော့အားလုံးကဘာလို့စီစဉ်လဲအဲ့ဒီပုံမှာပြက်ပြက်သားသားလုပ်လို့ရပါပြီတခုစဉ်းစားရတာကတော့ social punishment ဖြစ်ပါတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင် Facebook တွေကနေပြီးတော့ဦးတာအောင်ညင်းကစစ်ခွေးတွေကိုထောက်ခံတဲ့လူဖြစ်တယ်မြန်မာပြည်သူလူထုကိုထောက်ခံတဲ့လူမဖြစ်ဘူးဆိုတာ Facebook တွေကျွန်တော်တို့နီးစပ်ရတယ်အဲ့လိုဝိုင်းပြောဖို့ဖြစ်ပါတယ်ကျေးဇူးပါစာနာပြပွဲလေးလည်းလုပ်ဖြစ်သွားကြတယ်အကုန်လုံးကဆရာနာရှင်စစကြင်ပြုတ်ချရေးရုံးမတွတ်နဲ့ရုံးထွက်ဆိုတဲ့ပြည်သူလူထုကိုအားပေးတဲ့စကားတွေပြောသွားကြတယ်ပြီးလို့ရှိရင်မြန်မာပြည်ထဲမှာကျွန်တော်တို့မြန်မာပြည်သူလူထုနဲ့တူတူစစ်တပ်ကနေပြီးတော့မြန်မာပြည်သူတွေကိုဖိတိတ်နေတာကြောင့်ကျွန်တော်တို့ပါလီမန်ထဲကိုသွားခဲ့တယ်ကျွန်တော်တို့အပါဝင်အော်စတြေးလျပါလီမန်ကနေပြီးတော့မြန်မာပြည်သူလူထု
အတွက်ဘာတွေလုပ်ပေးမယ်ဆိုတော့ကျွန်တော်တို့ပြန်ပြီးတော့ share ပေးခွင့်ရခဲ့တယ်အဲ့တော့ထပ်ပြီးအချုပ်ပြောရရင်တော့ကျွန်တော်တို့ပြည်သူလူထုနဲ့အတူတူတသားတည်းရှိနေဆိုတော့ကျွန်တော်တို့ပြခွင့်ရတယ်ပြီးလို့ရှိရင်မြန်မာပြည်သူလူထုအနေနဲ့စစ်တပ်လက်အောက်ကနေပြီးတော့သူတို့ကြီးပဲမဟုတ်ဘူးကျွန်တော်တို့ကလည်းရုံးကန်တယ်ဆိုတာသိစေချင်ပါတယ်ဟုတ်ကဲ့ဒီနေ့ပွဲကတော့အဓိက fundraising လို့ပြောလို့ရပါမယ်ဒီပွဲမှာ fundraising ကိုလည်းမဟုတ်ပါဘူးဒီနေ့ပွဲအောင်မြင်မှုတွေကြီးမယ်ဆိုလို့ချင်းဒီနေ့လည်းပြည်သက်တူကြည့်ပါချမ်းဒီလိုဒီလိုလည်းမပေါ့ရှင်းဒီလိုဒီလိုလည်းမပေါ့ပါဒီလိုဒီလိုတိုင်းတာဘောင်းစုံလာပြီးတော့ဒီမှာအားပေးကြတယ်လို့ပြောပထမဆုံးပြောသိချင်တာတော့ဒီ fundraising ရဲ့လက်ရှိတဲ့ fundraising ပုံပဲနဲ့ကျွန်တော်တို့အားလုံးရဲ့ဒီဘက်မှာရှိတဲ့အားလုံးရဲ့စီယုံမှုညီညွတ်မှုတာတာတဲ့ဖြစ်ပါတယ်နောက်တစ်ခုကဒီစီယုံမှုညီညွတ်မှုကနေပြီးတော့လက်ရှိမြန်မာပြည်မှာအကြမ်းဖက်အာဏာသိမ်းတဲ့စစ်အုပ်စုကျွန်တော်တို့စောရည်တက်ချက်နိုင်မယ်လို့အားလုံးကယုံကြည်ပါအဲ့တော့ဒီမှာနည်းနည်းလေးဖြေပြောချင်တာမြန်မာပြည်ထဲမှာကျွန်တော်တို့ရဲ့ရွေးကောက်ခံထားရတဲ့မျိုးသားဒီမိုကရေစီဖွဲ့ရှိတယ်မှာ20ရွေးကောက်ပွဲရလာတယ်အဲ့ဒီကနေပြီးတော့ပေါ်ပေါက်လာတဲ့တိုင်းသားတွေလည်းအခါတော့စုစုစည်းစည်းနဲ့ဆောင်ရွက်နေတဲ့ committee representative ပြည်တော်စုလို့တော့ရှိတယ် CRPH အဲ့ဒါကိုလည်းဒီမှာရှိနေတဲ့ကျွန်တော်တို့တိုင်းသားတွေအကုန်လုံးဒီပုံပေါ်တွေအကုန်လုံးကနေပြီးတော့စုစုစည်းစည်းနဲ့ထောက်ခံတယ်ဆိုတာဒီနေ့ပြသပြီးသားလည်းဖြစ်ပါတယ်မြန်မာပြည်ထဲမှာထုတ်တဲ့ poster လေးကြောင့်ကျွန်တော်နည်းနည်းလေးလမ်းကြောင်းလွှဲပြီးပြောချင်ပါတယ်အဲ့ဒါလည်းဘာလဲဆိုတော့အဲ့မှာဘာရေးထားလဲဆိုတော့ဘာသာမတူပေမဲ့ဆရာနာရှင်စနစ်ကိုတော့အတူတူဖြုတ်ကြမယ်လို့ရေးလာတယ်အဲ့တော့ကျွန်တော်တို့ကဒီမှာနည်းနည်းလေးထပ်ပြောလိုက်ဘာသာလည်းမတူဘူးကျွန်တော်တို့ကလူမျိုးလည်းမတူဘူးဒါပေမဲ့ဆရာနာရှင်စနစ်ကိုဖြုတ်ချဖို့အတွက်ကတော့ဘာသာမတူလူမျိုးမတူနေပေမဲ့ကျွန်တော်တို့ရည်ရွယ်ချက်အတူတူနဲ့ဆရာနာရှင်စနစ်ကိုအတူတူစတင်ဖြုတ်ချကြမယ်ကျွန်တော်တို့မှာလူမျိုးလည်းမရှိတော့ဘူးဘာသာလည်းမရှိတော့ဘူးအဲ့ဒါဘာကြောင့်လဲဆိုတော့လူမျိုးမတူဘာသာမတူတွေကကျွန်တော်တို့အကုန်လုံးတစုတစည်းဖြစ်သွားပြီးတော့အတူတူဖြစ်သွားပြီးတော့တစ်ဖက်မှာစစ်အုပ်စုတစ်ဖက်မှာစစ်အုပ်စုကိုစတင်တဲ့နော်စစ်အာဏာရှင်စနစ်ကိုပြုတ်ကြအောင်လုပ်ချင်တဲ့ကျွန်တော်တို့ပြည်သူလူထုပဲဖြစ်ရှိတော့ဒါကြောင့်စစ်အာဏာရှင်စနစ်နှုတ်ချကြဆုံးရမယ်ရေတော်ပုံအောင်အောင်ကျွန်တော်ပြောတော့ CDM support CDM လောက်အဝင်နဲ့ဝင်ထားတယ်အားပေးစကားတွေတော့ပြလို့ရမလားဟုတ်ကဲ့ရပါတယ်ခင်ဗျာကျွန်တော်တို့သွေးချင်းညီတော်ပေါင်းလို့မြန်မာပြည်ထဲမှာဆရာနာရှင်စနစ်စတင်ပြုတ်ချရေးအတွက်ကိုဒီဇိုင်းမမတ်ဆောင်ရွက်နေကြတဲ့ပြည်သူတွေရဟန်းရှင်လူចောင်းသားတွေပြည်သူဝန်ထမ်းတွေခင်ဗျာစိတ်ဓာတ်မကျပါနဲ့ဆက်ပြီးတော့တက်နိုင်တော့ကြိုးစားပါကျွန်တော်တို့ကလည်းအတူတူရှိနေပါတယ်ဒီတက်ပို့ပြီးတော့လည်းကျွန်တော်တို့စွမ်းနိုင်တော့ကြိုးစားပါအဲ့တော့မြန်မာပြည်ထဲမှာရှိနေတဲ့ပြည်သူတွေအားရအောင်ကျွန်တော်အနေနဲ့နည်းနည်းလေးဖြည့်ပြောလို့ရပါကျွန်တော်တို့18ရက်နေ့19ရက်နေ့18ရက်နေ့18ရက်နေ့ကျွန်တော်တို့ Australia Federal Parliament ကိုတွားပြီးတော့ Parliamentary Lobby ထွက်သွားခဲ့ပါအဲ့ဒီမှာ Australia အစိုးရကနေပြီးတော့အမတ်20ကျော်နဲ့တွေ့ခဲ့တယ် Australia ရဲ့ Parliament တွေအကုန်လုံးကနေပြီးတော့ Parliamentarian Front of Myanmar ကိုပြန်လည်ဖွဲ့ပေးမယ်အဲ့ဒီ Parliamentarian Front of Myanmar ကနေပြီးတော့ CRPH ကိုသူတို့တရားဝင်ဆက်သွယ်မယ် Parliamentary အမတ်ချင်းချင်းအဲ့ဒီကနေပြီးတော့ Inter Parliamentary Union မှာပေါင်းစည်းပြီးတော့စစ်တပ်ကိုဒီချက်ထိရောက်တဲ့နည်းတွေနဲ့သူတို့ပြရပေးသွားမယ်စစ်တပ်ပေါ်မှာကန့်သက်တဲ့စီးပွားရေးရကန့်သက်ချုပ်ချယ်တဲ့ဟာတွေစီးပွားရေးရဝေချေးရကန့်သက်ချုပ်ချယ်တဲ့သူတို့ရဲ့ပိုင်ဆိုင်မှုတွေပိတ်ဆို့တဲ့ဟာတွေသူတို့ရဲ့သားတွေသမီးတွေသူတို့တွေကိုဗီဇာပိတ်တဲ့ဟာတွေ Australia ဆိုရကစတင်လုပ်ဖို့စဉ်းစားနေပါပြီပြီးတော့ဒီချက်ပို့ပြီးထိရောက်တဲ့နည်းတွေနဲ့လည်းဆက်လက်ဆောင်ရွက်သွားမယ်လို့ Australia အမတ်တွေကနေပြီးတော့ကျွန်တော်တို့ဆွေးနွေးတဲ့အခါမှာသူတို့ရဲ့စဉ်းစားရတာကိုရှင်းပြပါကျေးဇူးပါဟုတ်ကဲ့တေချာတော့ကျွန်တော်တို့ဒီမြန်မာလူဦးတိုက်ပွဲအောင်မယ်ဆိုတော့ကျွန်တော်လူတို့အသိပေးချင်တာပါပထမနံပါတ်1လက်ရှိတက်မတော်ရဲ့အနေအထားပြိုကွဲနေတဲ့အနေအထားရှိတယ်ဆိုတာကိုဘယ်မှာကျွန်တော်တို့သိနိုင်လဲဆိုတော့မနေ့ကချင်းမပြုလုပ်တဲ့အာဆီယံအစည်းအဝေးမှာမြန်မာနိုင်ငံရဲ့တက်ကိုချုပ်မှုကြီးမရောက်နိုင်ရဲ့အနေအထားကိုကြီးကြီးအပြည့်စစ်တပ်ရဲ့အနေအထားဘလောက်အထိပြိုကွဲနေပြီဆိုတာကိုကျွန်တော်တို့သိတာလေတော့ဒုတိယတစ်ချက်ပြောချင်တာကကျွန်တော်တို့ရဲ့ဒီဝေဦးကာလတော်လှန်ရေးဟာ88တုန်းကအရေးကြီးလို့နဲ့လုံးဝမတူပါဘူး
88တုန်းကဒီအစိုးရလက်ရှိအစိုးရပြုတ်ကျသွားလို့ချင်းကျွန်တော်တို့ကဘယ်အစိုးရနဲ့ရပ်တည်မလဲဆိုတဲ့ဥတီပြုမရှိနိုင်ခဲ့ပေမဲ့လက်ရှိ2020ຫນွေဦးတော်လှန်ရေးမှာတော့လက်ရှိဒီစစ်အာဏာရှင်ပြုတ်ကျသွားလို့ချင်းကျွန်တော်တို့မှာလက်ရှိ legitimate ဖြစ်တဲ့ CRPH ဆိုတဲ့ကျွန်တော်တို့ရဲ့အစိုးရတာဝန်ယူတဲ့ကိုယ်စားလှယ်အဖွဲ့ကျွန်တော်တို့ရှိနေပြီးသားဖြစ်ပါတယ်နောက်တနမန်ရေးရတွေမှာတိုက်ပွဲမှာဆိုလို့ရှိရင်လည်းပဲအပြည်ပြည်ဆိုင်ရာမှာဒေါက်တာဆာဆာတို့ဖတ်ပြီးတော့တိုက်ပွဲတွေဖြစ်တယ်နောက်တစ်ခုကလက်ရှိအနေအထားတွေတလားကြော်ကြာနေခဲ့ပြီပဲစစ်အစိုးရကိုလက်ရှိဘယ်နိုင်ငံမှအတိမပြုတ်သေးဘူးဆိုတာကလက်ရှိအစိုးရမကြခင်မှာပြုတ်ကြတော့မယ်ကျွန်တော်တို့မြန်မာຫນွေဦးတော်လှန်ရေးအောင်မြင်တော့မယ်ဆိုတဲ့အနေအထားကိုဖော်ပြနေတယ်ဆိုတာကိုကျွန်တော်ကတင်ပြရင်းနဲ့လူထုတွေကိုကျွန်တော်ပြောချင်တာလုံးဝစိတ်တမကြပါနဲ့အားမချော့ပါနဲ့ကျွန်တော်တို့ຫນွေဦးတော်လှန်ရေးကမကြခင်အရှင်တော်တွင်မှာအောင်မြင်မှုတွေနဲ့ရလာပါလိမ့်မယ်ဆိုတာကိုကျွန်တော်မြန်မာပြည်သူလူထုကိုဒီနေရာပြောကြားလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျေးဇူးတင်တယ်ကျွန်တော်တခုဖြစ်ပြောလို့ရဟုတ်ကဲ့ကျွန်တော်ပြောချင်တာတော့တခြားမဟုတ်ပါဘူးကျွန်တော်ခုနကိုကြည်ပြောတဲ့ဟာကိုဖြစ်ပြီးပြောချင်တာပါကျွန်တော်ချော်ဆိုးမှုပါကျွန်တော်တို့ဒီမှာလဲစုစည်းစည်းနဲ့တက်နိုင်တဲ့လောက်စုစည်းမှုပြီးတော့လုပ်နေကြပါတယ်ဩစတြေးလျမှာဆိုလို့ရှိရင်ကျွန်တော်တို့မဲဘုန်းတစ်ခုပဲမဟုတ်ဘဲနဲ့ဩစတြေးလျတစ်နိုင်ငံလုံးပေါ့နော်ပေါင်းပြီးတော့ကျွန်တော်တို့စုစည်းစည်းနဲ့စူးစမ်းနေပါတယ်ပြီးတော့အမြဲတမ်းလဲကျွန်တော်တို့တိုင်းသားတွေရောညီကောင်မောင်နှမတွေရောခုနပြောသလိုပဲအဖွဲ့တွေတိုင်းသားတွေဘာသာတွေမရှိတော့ဘဲနဲ့တစုတည်းဖြစ်အောင်စူးစမ်းပြီးတော့ဒီဘက်မှာလည်းဆောင်ရွက်နေပါတယ်လှုပ်နေပါတယ်ဒါကြောင့်မြန်မာပြည်သူလူထုကိုပြောချင်တာက88နဲ့အခုအချိန်နဲ့မတူပါဘူး88ကျွန်တော်တို့မြန်မာပြည်မှာနိုင်ငံရေးဆောက်လုပ်လာတဲ့အချိန်မှာအဲ့ဒီကနေပြီးတော့ခိုးလာတဲ့အချိန်မှာကျွန်တော်တို့မှာခေါင်းဆောင်တီတီကြကြနဲ့အစိုးရတီတီကြကြကျွန်တော်တို့မှာမရှိပါဘူးအဲ့အချိန်မှာကျွန်တော်တို့ဆန္ဒပြနေတဲ့ပြည်သူလူထုကိုတပ်ဖြတ်လိုက်ပြီးတော့เนาะအကြမ်းဖက်ပြီးတော့စစ်အုပ်စုကနေပြီးတော့ဖြိုခွဲပြီးတဲ့အချိန်ကမှအာဏာသိမ်းလိုက်တယ်ဒီနေ့အချိန်ကကျွန်တော်တို့မှာအစိုးရရှိပြီးသားပါဒီအစိုးရကိုဖြုတ်ချတယ်ခေါင်းဆောင်လည်းရှိပြီးသားပါဒီခေါင်းဆောင်ကိုတို့ကဖမ်းတယ်ပြီးတော့2020ရွေးကောက်ပွဲရလက်ကလည်းပြည်သူ့ဆန္ဒရရွေးကောက်ပွဲသားရလက်ကလည်းရှိထားပြီးသားပါဒီရွေးကောက်ပွဲရလက်တွေကိုအာဏာသိမ်းပြီးတော့မှတို့ကခြေဖြတ်တာပါအခုချိန်မှာကျွန်တော်တို့မှာခေါင်းဆောင်လည်းရှိတယ်2020ရွေးကောက်ပွဲရလက်လည်းရှိတယ်ပြည်သူလူထုကထပ်ပြီးတော့ရွေးချယ်တင်မြှောက်ထားတဲ့ပြည်သူကိုယ်စားလှယ်တွေလည်းရှိတယ်ကျွန်တော်တို့ပြည်သူလူထုနဲ့အတူတူเนาะကျွန်တော်တို့ရဲ့ generation Z တွေကလည်းနေ့စဉ်နဲ့အမျှသူတို့အသက်ကိုမှပဓာနမထားဘဲနဲ့အသက်ကိုစတေးပြီးတော့ဆရာနာရှင်စနစ်စန့်ကျင်ပြုတ်ချရေးအတွက်သူတို့ဆက်လက်ပြီးလုပ်နေတယ်เนาะဒီအတူပဲကျွန်တော်တို့နေဆက်မှာရှိနေတဲ့တိုင်းရင်းသားညီကိုမောင်နှမတွေเนาะအထူးသဖြင့်ကျွန်တော်လက်နက်ကင်တော်လိုင်းရင်ဆင်နွှဲနေတဲ့တိုင်းရင်းသားခေါင်းဆောင်တွေเนาะရှမ်းကချင်ကရင်ကယားအရင်တော့ဆိုလို့ရှိရင်ဒီတိုင်းသားတွေနဲ့ကျွန်တော်တို့ပြည်တွင်းမှာရှိတဲ့ဒီမိုစီရရွက်ကောက်ခံထားတဲ့ခေါင်းဆောင်တွေကျွန်တော်တို့လို88လောက်တဲ့လူတွေပေါင်းစည်းမှုချင်းမရှိပါဘူးအခုအချိန်ကမှနေဆက်မှာလုံနေကြတဲ့เนาะတော်လိုင်းရုပ်တိုက်ပွဲဝင်နေကြတဲ့တိုင်းရင်းသားတွေလက်နက်ကင်အင်အားစုတွေเนาะတိုင်းရင်းသားတပ်မတော်တွေကျွန်တော်တို့ပြည်တွင်းမှာရှိတဲ့ generation Z ပြီးလို့ရှိရင်ကျွန်တော်တို့ရွက်ကောက်တင်မြောက်ခြင်းပြည်သူကရွက်ချက်တင်မြောက်ခြင်းခံထားရတဲ့ CRPH ပြည်သူလူထုအကုန်လုံးကတစုတည်းဖြစ်သွားပြီးတော့တစ်ဖက်မှာကဆရာနာရှင်တစ်ဖက်ကကျွန်တော်တို့ပြည်သူတွေဖြစ်ပါတယ်ဒါကြောင့်ဒီအောက်ပွဲဟာကျွန်တော်တို့ရဲ့ဒီလိုစုစည်းပြီးနဲ့ဆောင်ရွက်တဲ့အတွက်ကြောင့်ပြီးတော့ပြည်တွင်းမှာကျွန်တော်တို့ရဲ့ generation Z တွေကနေပြီးတော့ရဲဝင်ဆောင်ရွက်တဲ့အတွက်ကြောင့်ဒီအောင်ပွဲကမကြခင်အောင်ပါမယ်เนาะဒါကြောင့်ဇွဲမလျှော့ပါနဲ့ချစ်ဆက်ပြီးလုပ်ကြပါကျွန်တော်တို့ကလည်းပြည်သူလူထုနဲ့အတူတူရှိပါတယ်အရေးတော့ဘုံအောင်ရမယ်ကျေးဇူးအခုကျွန်တော်တစ်ချက်လောက်မေးချင်တာလေအခုပြည်သူလူထုတွေပြောနေတဲ့R2P ပေါ့ကွာလောက်ပြီးတော့လည်း Federal Army ပေါ့ကွာအဲ့ဒီအကြောင်းကိုနိုင်ငံခြားရောက်အနေနဲ့ဘယ်လိုမြင်လဲအဲ့ဒီအမြင်လေးကိုပြောပြပါကိုကြီးစပြောမယ်အဲ့တော့ပထမဦးဆုံး R2P အကြောင်းကိုကျွန်တော်နည်းနည်းရှင်းပြပြအောင် R2P ရဲ့အကြောင်းကတော့အားလုံးသိတဲ့အတိုင်းပဲအစိုးရကနေပြီးတော့ပြည်သူလူထုကိုအကာအကွယ်မပေးနိုင်တော့ဘူးဒါမှမဟုတ်လို့ရှိရင်လည်းအစိုးရပဲဖြစ်ဖြစ်ညဉ့်ညမ်းတဲ့အစိုးရနဲ့ပြည်သူလူထုပေါင်းဖိနှိပ်နေတယ်နော်အဲ့ချိန်ကြလို့ရှိရင်နိုင်ငံတကာကနေပြီးတော့ကိုကာကွယ်ပိုင်ခွင့်မရှိတော့တဲ့ပြည်သူလူထုကိုနိုင်ငံတကာကနေပြီးတော့လာပြီးတော့ကာကွယ်ပေးဖို့ responsibility to protest ပေါ့နော်အဲ့ဒါတောင်းနေတာဖြစ်ပါတယ်အဲ့တော့မြန်မာပြည်ရဲ့အနေအထားကရှိနေတဲ့သမရနော်ကျွန်တော်တို့ရဲ့တရားဝင်သမရဦးဝင်းမြင့်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တောင်ဆန်းစုကြည်ရှိနေတဲ့အစိုးရကိုစစ်အုပ်စုကနေပြီးတော့ဖမ်းဆီးပြီးတော့နော်သူတို့ကအာဏာကိုအခုချိန်မှာလူယူထားတယ်နော်ဒီစစ်ကနေပြီးတော့ sorry ကျွန်တော်ပြောတာစစ်အစိုးရပြည်စစ်ကနေပြီးတော့စစ်ကိုအာဏာလူယူထားတယ်နော်တောင်းညမ်းသူတွေပေါ့နော်
စစ်အာဏာရှင်တွေကနေပြီးတော့အာဏာကိုလူယူထားတယ်ပြီးတော့ပြည်သူလူထုကိုငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ပြည်သူလူထုငြိမ်းချမ်းစွာကျွန်တော်တို့ရဲ့ CDM လုပ်ငန်းတွေကိုဆောင်ရွက်နေတဲ့ကျွန်တော်တို့ရဲ့ဝန်ထမ်းတွေကိုဖိနှိပ်တယ်တပ်ဖြတ်တယ်ပို့ပြီးဆိုးသွားတာကကျွန်တော်တို့မှာလမ်းမပေါ်ထွက်ပြီးဆန္ဒပြနေမှာမဟုတ်ဘူးကျွန်တော်တို့ကရုံးထဲမှာအေးအေးဆေးဆေးထိုင်နေတယ်အိမ်ထဲမှာအေးအေးဆေးဆေးနေတယ်ဆိုင်ထဲမှာအေးအေးဆေးဆေးနေတယ်ဆိုလို့ရှိရင်လည်းလုံခြုံမှုကမရှိတော့ဘူးနေ့လည်းမရှိတော့ဘူးညမှာလည်းလုံခြုံမှုမရှိတော့ဘူးလမ်းမှာလည်းလုံခြုံမှုမရှိတော့ဘူးအိမ်ထဲမှာလည်းလုံခြုံမှုမရှိတော့ဘူးအဲ့တော့နိုင်ငံတကာမှာပြည်သူလူထုကိုကိုကာကွယ်ပိုင်ခွင့်မရှိတဲ့ချိန်ကမှာနိုင်ငံတကာကလာပြီးတော့ကာကွယ်ပေးဖို့အတွက်ကို responsibility to protect ဆိုတာမြစ်တာရက်ခံတာပါဒါပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့နော် responsibility to protect ကလာတာမလာတာနောက်ကိုထားပါကျွန်တော်တို့ရဲ့ပြည်သူလူထုကနေပြီးတော့ကိုခုခံကာကွယ်ပိုင်ခွင့်ကိုလက်ရှိမှာအသုံးချနေပါပြီနော်မြို့တွေရွာတွေမှာဆိုလို့ရှိရင်ကိုယ့်ရဲ့အုပ်ချုပ်ရေးတွေကိုယ်တွေတာဝန်ယူနေကြပြီမြို့တွေရွာတွေမှာကိုယ်အစိုးရနော် CRPH ကိုကျွန်တော်တို့ကနေပြီးတော့ခိုင်ခိုင်မာမာထောက်ခံထားတယ်ပြီးရင်တိုင်းသားတွေနဲ့လက်တွဲညီညီကိုခုခံပိုင်ခွင့်ကိုကျွန်တော်တို့ကစပြီးတော့အသုံးပြုနေတာပါဒါကြောင့်ဒီစစ်အစိုးရကမုတ်ချကြဆုံးအောင်ပါအဲ့တော့နိုင်ငံတကာကဒါဒီချိန်ကမှကျွန်တော်တို့ responsibility to protest ပေါ့ဝင်ရောက်ပြီးတော့နိုင်ငံတကာအဖွဲ့တွေကဝင်ရောက်နိုင်မယ် Australia အစိုးရဥပမာအပြင်ဆိုလို့ရှိရင်ကျွန်တော်တို့ Quad country Japan India Australia India America ပေါင်းထားတဲ့အဖွဲ့တွေ UN တို့ EU တို့ ASEAN တို့ကဒါပြည်သူလူထုနဲ့အတူတူဒီချိန်မှာဟန်ရက်ညီညီချိတ်ဆက်နိုင်မယ်ဆိုလို့ရှိရင်စစ်အာဏာရှင်စနစ်ကတော့ပျောက်ဆုံးသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ R2P ဆိုတာကတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာဘယ်လိုပြောမလဲမျော်လင့်ထားကောင်းတဲ့အရာတစ်ခုဆိုပေမဲ့လက်ရှိကျွန်တော်တို့မြန်မာပြည်သူတွေအားလုံးက R2P ကိုတိုင်ကျင့်သုံးနေပြီဆိုတာကျွန်တော်တို့အခုအားလုံးမြင်တွေ့နေရတာဖြစ်ပါတယ်နောက်တစ်ခုက R2P နဲ့ပတ်သက်ပြီးတော့ကမ္ဘာပေါ်မှာဒီလိုဝင်ခဲ့တဲ့နိုင်ငံမျိုးရှိခဲ့ဘူးလားဆိုတဲ့မေးခွန်းကိုဖြေရမယ်ဆိုလို့ရှိရင်လစ်ပြားနိုင်ငံမှာဂရာဘီအစိုးရကိုပြုတ်ချမယ်ဆိုတဲ့အချိန်တော့R2P ပုံသဏ္ဍာန်မျိုးနဲ့အမေရိကန်နဲ့နေတိုးမဟာမိတ်တပ်ကြီးရနေပြီးတော့အတိုက်အခံဒီအင်အားစုတွေနဲ့ပေါင်းပြီးတော့အင်အားစုတွေလိုလက်နက်အင်အားလူအင်အားတိုက်ခိုက်အင်အားတွေဖြည့်တင်းပြီးတော့ဒီအာဏာရှင်ဂရာဖီကိုပြုတ်ကျအောင်စ조사ပေးခဲ့နိုင်ခဲ့တာလက်တွေ့ကျွန်တော်တို့ဖြစ်ခဲ့တဲ့တမိုင်းအစဉ်လာတစ်ခုပါဒါမှမလို့မြန်မာပြည်မှာလည်းပဲလက်ရှိဖြစ်နိုင်မဖြစ်နိုင်ဆိုတဲ့အနေအထားကတော့အမေရိကန်နဲ့သူ့ရဲ့မဟာမိတ်မှာမူတည်တယ်ဖြစ်လာနိုင်ဖို့အနေအထားတွေလည်းပဲလစ်ပြားနိုင်ငံအနေအထားကိုပြန်ကြည့်မယ်ဆိုလို့ချင်းမြန်မာနိုင်ငံလည်းဖြစ်လာဖို့အနေအထားများပါတယ်ဒါပေမဲ့လက်ရှိအနေအထားရမြန်မာပြည်သူတွေဟာ R2P ကိုနိုင်ငံခြားဝင်ပြီးတော့ကာကွယ်ပေးသည်ဖြစ်စေမပေးသည်ဖြစ်စေကိုယ်နိုင်ငံအတွင်းမှာကိုယ့်ရက်ကအတွင်းမှာကိုယ်တိုင်းပြည်ကိုယ်ဒေသအတွင်းမှာဆောင်ရွက်နေကြပြီဆိုတာကိုကျွန်တော်တို့အခုအနေအထားရအကုန်လုံးသိရှိနိုင်မှာဖြစ်ပါတယ်ဒါမှမဟုတ်မြန်မာပြည်မှာဒီမိုကရေစီတော်လှန်ရေးမြန်မာ့ຫນွေဦးတော်လှန်ရေးစစ်အာဏာရှင်ချဆုံးတော့မယ်ဆိုတာကိုလက်ရှိမြန်မာပြည်သူတွေရဲ့R2P တို့ပုံစံမျိုးနဲ့မိမိခုခံကာကွယ်ပိုင်ခွင့်နောက်ကြတော့မိမိဒေသမိမိအုပ်ချုပ်ရေးဆိုတဲ့ရန်ရာတွေကိုစတင်လက်ပတ်နေပြီဖြစ်တဲ့ကြောင့်ဒီလက်ရှိစေအုပ်စုဟာမကြခင်မှာပြိုကျပျက်စီးပြီးတော့ R2P နဲ့အလားတန်တူတဲ့နိုင်ငံခြားအင်အားစုတွေလည်းပဲမြန်မာပြည်မှာဝင်ရောက်ကူညီပြီးတော့မြန်မာပြည်ဟာမချေလျောတဲ့ကာလအတော်တွင်းမှာဒီမိုကရေစီဆိုတာပြန်လည်ရရှိမယ်ဆိုတာကိုကျွန်တော်ယုံကြည်တယ်ဆိုတဲ့အကြောင်းပြည်သူတွေကိုပြောကြားချင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါမေးခွန်းတစ်ခုပါလားR2P ရဲ့နောက်တစ်ခုက Federal Army ဟုတ်ကဲ့ Federal Army နဲ့လည်းကျွန်တော်နည်းနည်းလေးပြောပြစေခင်ဗျာဆိုတော့ကျွန်တော်ခုနပြောသလိုပါပဲကျွန်တော်တို့နယ်စပ်မှာကျွန်တော်တို့ရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုယ်ပိုင်ခွင့်ရေးတွေအတွက်ကိုတိုက်ပွဲဝင်နေကြတဲ့ကျွန်တော်တို့တိုင်းရင်းသားညီနောင်တွေကျွန်တော်တို့ရဲ့တိုင်းရင်းသားခေါင်းဆောင်တွေကအခုချိန်ကမှနော်မြန်မာပြည်မှာရှိနေတဲ့ရွေးချယ်တင်မြှောက်ခံထားတဲ့ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ပေါင်းပြီးတော့နော်ကျွန်တော်တို့ရဲ့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီကိုထောက်ခံတယ်ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီနဲ့အတူတူကျွန်တော်တို့ဆန္ဒပြနေကြတဲ့ Generation Z ကျွန်တော်တို့ရဲ့ညီတော်တွေနော်ပြီးလို့ရှိရင်ဒီစစ်အာဏာရှင်စန့်ကျင်ရေးအတွက်စစ်အာဏာရှင်နဲ့အတူတူမပေါင်းဆက်ပဲနဲ့ရုံးမတက်ပဲနဲ့ရုံးထွက်နေကြတဲ့နော်ကျွန်တော်တို့ရဲ့ဝန်ထမ်းတွေနဲ့ပေါင်းပြီးတော့စစ်အာဏာရှင်ဖြုတ်ချရေးအတွက်စတင်ပြီးဆောင်ရွက်လှုပ်ရှားနေပါတယ်အဲ့ဒီကနေပြီးတော့မှဆက်ပြီးတော့ကျွန်တော်တို့အခုတော့ Federal Army ပေါ့စစ်တပ်ကိုစတင်ထူထောင်ဖို့အတွက်စ조사နေကြပါတယ်ဒါကြောင့်ဒီလိုဆောင်ရွက်နေတာတွေကတကယ်တမ်းမှာလက်တွေ့ဖြစ်လာမှာပါဒါကိုလည်းကျွန်တော်တို့ပြည်ပမှာရှိနေကြတဲ့ကျွန်တော်တို့တွေအားလုံးကနေပြီးတော့တစ်ခက်နဲ့တစ်ထောက်ခံပါတယ်လိုအပ်လို့ရှိရင်လည်းကျွန်တော်တို့တွေအနေနဲ့နိုင်တဲ့ဘက်ကနေပြီးတော့ပူးပေါင်းပါဝင်ပါမယ်
နော်ကျွန်တော်တို့တွေအနေနဲ့ဘာပဲလောက်ရဟလာရမုံဝင်ရှာပဲရှာပြီးတော့နေဆက်ကိုပဲပြန်လာရပြည်တွင်းမှာပဲကျွန်တော်တို့နိုင်တဲ့ဘက်ကလောက်ရကျွန်တော်တို့ဘက်ကလည်းလုပ်ဖို့အစဉ်သင့်ရှိပါတယ်လို့ပြည်သူလူထုနဲ့တူတူတသားတည်းရှိနေပါဆိုတော့ဒီနေရာကနေပြောကြလို့ပါတယ်ကျေးဇူးပါ